ဓမ္မနန္ဒဝိပဿနာရိပ်သာတည်ထောင်ဖို့ရန်အတွက်သာသနာမြေရိပ်သာမြေဖြစ်ပါပြီးတော့လူတန်းပေးကြတော့လူရှင်များမှာကုတော်မင်းထွန်းမိသားစုမှာတသိန်းကျပ်ကုကျော်စင်လက်မိသားစုမှာတသိန်းကျပ်ဒေါ်မီမီတက်မိသားစုဟုံးမလင်းမျိုးမှ3သိန်းကျပ်ဒေါ်ဝင်းထေမိသားစုမှာ3000ကျပ်တဘောတခဏချုံငင်းသွားသောမတ်ချုတက်ပိုင်အားရည်သူရည်မှန်း၍ပသိမ်မောင်ကျွယ်ဥခေါ်ဥတန်းကျွယ်ဥဖုံးကျော်မတ်သွန်းရွှေရတီမိသားစုဗန်းမျိုးနဲ့ရန်ကုန်မြို့မှတသိန်းကျပ်တဝတခဏချုံငင်းသွားသောဖခင်ကြီးဥယူမိခင်ဒေါ်ငွေတို့အားရည်သူရည်မှန်း၍၎င်းမောင်နှမများဖြစ်ကြသောဥဝင်းစိန်ဥဝင်းကြိုင်ဒေါ်ကျင်ချင်းတို့အားရည်သူရည်မှန်း၍၎င်းကြံရသောမိသားစုများဖြစ်ကြသောဒေါ်ကျင်တောင်းဒေါ်တန်းတန်းတွေမိသားစုတို့မှတသိန်းကျပ်ဥလချစ်မိသားစုမှ1000ကျပ်မတ်သူဇာဝင်းမိသားစုပင်လယ်ဘူးမြို့မှတသိန်းကျပ်ဤကုသိုလ်ချင်းစေနာခြင်းပေါင်းတို့တရားဆက်ဖြစ်သောကတ်ဆိုဘေးသောအန္တရာယ်သောယောဂသောအမျိုးမျိုးကင်းစင်လွင်ပြောက်ပြီးဧဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းတို့ချုပ်ငြိမ်းရဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေဒုမတပံတဘောတက္ကနာကျုံငြိမ်းသွားကြပြီဖြစ်သောမချိုသက်ပိုင်တည်၎င်းဥယူတည်၎င်းဒေါ်ငွေတည်၎င်းဥဝင်းစိန်ဥဝင်းကြိုင်ဒေါ်ကျင်ချင်းတို့တည်၎င်းဒီကနေ့အခါတမယ၌မသိမတဲ့နှလုံးသွင်းမိညာအမရောက်ရှိကောင်းသောဘုံဘုံဌာနစီတို့ရောက်ရှိနေညာယနေ့ယခုကျန်ရသောမိသားစုတို့မှပြုလို့ပေပဝါသောကုသိုလ်ကောင်းမှုတို့အားကြားသိ၍သာဓုခေါ်နိုင်၍သော၎င်းအမမတတဘာမှသောတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်ရွှေမျိုးမိတ်သင်္ကာအပေါင်းတို့မှနေ့စဉ်ပြုလို့ပေပဝါသောကုသိုလ်အမြတ်တို့အားသာဓုခေါ်နိုင်၍သော၎င်းမိမိပြုလို့အားထုတ်ခဲ့ဘုသောကုသိုလ်ကောင်းမှုတို့အားပြန်လေကမှတ်ရ၍သာဓုခေါ်နိုင်၍သော၎င်းအကယ်၍နေကြသောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိနေညာဤကောင်းမှုကုသိုလ်တို့အားသာဓုခေါ်နိုင်ပြီးမြင့်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ရောက်ရှိပါစေဟုဆုတောင်းသောအာယုံပြု၍ဆုတောင်းသောအာယုံပြု၍ဤကုသိုလ်အားသာဓုခေါ်နိုင်ကြပါစေဒါကသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာလို့သိရတယ်ဟုတ်တယ်သစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာအဲ့တော့ဒုက္ခသစ္စာကိုဘယ်လိုမသိတာလဲသမုဒယသစ္စာကိုဘယ်လိုမသိတာလဲမေဃသစ္စာនិရောဓသစ္စာကိုဘယ်လိုမသိတာလဲဆိုပြီးတော့မေးတာသစ္စာနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းပဲအမှန်တမ်းကောင်းတဲ့မေးခွန်းပေါ့အဲ့တော့တရားနာနဲ့တရားအားထုတ်တဲ့ဆိုတာသစ္စာသိဖို့ဘာလို့သစ္စာသိကျင်ရတာလဲလို့မင်းသစ္စာသိမှနိဗ္ဗာန်ရတာမို့လို့သစ္စာသိမှပရမအဆင့်ရအရိယာဖြစ်တာမို့လို့အရိယာဖြစ်မှဒုက္ခရိတန္တရာနဲ့ဒုက္ခရိတန္တရာမှာပရမသောတာပန်စခန်းကြတော့သောတာပန်ဒီသွားတဲ့ပုဂ္ဂိုလ်များဒုက္ခရိတန္တရာမလဲတော့တဲ့အတွက်ပရမသောတာပန်ဖြစ်တယ်အဲ့တော့ဗာတိတာလဲလို့မင်းပရမသစ္စာသိသွားသူကြတော့လုံးလုံးသစ္စာသိသွားတယ်လို့ပြောဒါပေမဲ့လို့သောတာပန်တက္ကရာကအနာဂယန္နာထိအောင်ဆက်ပြီးတော့ကြိုးစားအောင်ဒါပေမဲ့ဒုက္ခရိတန္တရာတော့အပိပိုင်ငြိမ်းသွားတယ်ဘာကြောင့်မလို့ငြိမ်းရတာလဲလို့မင်းသစ္စာသိသွားလို့ဖြေရဘုရားရှင်ကိုရောမြတ်ကလည်းဓမ္မစကြာပါဠိတော်မှာတန်ခောပရိညာဒုက္ခအရိယသစ္စာပရိညာတန်တိမေဒုက္ခသစ္စာကိုသိအောင်လို့ဒါကပထမစကားတစ်ခွန်းဒုတိယစကားတွေကြတော့အဲ့ဒီဓမ္မစကြာမှာပဲယာဝကိဝဆောင်ဘိက္ခွေဣမေတုသရုတုအရိယသစ္စေတုအေယံတိပရိဝတ္တဒေါရတကံယထာဘုဒ္ဓညာနာတသနာနာသူဝိသုတ်တံမြမလိုပြန်တော့အကျဉ်းခါတိုင်းငါသစ္စာမသိသေးထိုခါတိုင်းငါဖျားဖြစ်ပြီလို့ဝန်မခံသေးဒါကတခုနောက်တစ်ခါကျတော့ယတောသာကောဘိက္ခွေဣမေတုသရုတုအရိယသစ္စေတုအေယံတိပရိဝတ္တဒေါရတကံယထာဘုဒ္ဓညာနာတသနာသူဝိသုတ်တံထိုခါငါဖျားဖြစ်ပြီလို့ဝန်ခံတယ်ဘာလို့ဝန်ခံတာလဲလို့မေးတော့သစ္စာကိုသိလို့ပြောတာဘာသစ္စာကိုစသိတာလဲလို့မေးတော့ဒုက္ခသစ္စာကိုသိတာအဲ့တော့ဒုက္ခသစ္စာဆိုတော့ဒုက္ခသစ္စာကိုဘယ်လိုမသိတာလဲလို့မေးတာမိမိခန္ဓာကိုဒုက္ခသစ္စာလို့မသိတာခန္ဓာကိုဒုက္ခသစ္စာလို့မသိတဲ့အတွက်ဒီခန္ဓာမျိုးရာကြောင်းကိုထပ်လို့ရင်သမုဒယသစ္စာဖြစ်တယ်မိမိခန္ဓာကိုဒုက္ခသစ္စာလို့မသိရင်ဒီခန္ဓာမျိုးကိုရာကြောင်းထပ်လို့ရင်သမုဒယသစ္စာအဲ့ဒီနှစ်ခုနဲ့တင်ကိစ္စပြီးသွားတယ်မေဃနဲ့និရောဓကဘလို့မှမလာနိုင်တော့ဒါကအန္တဘုဒ္ဓဇင်တွေအတွက်ဖြစ်နေတာတန်တရားတစ်ချောင်းလုံးမှာဘာမသိလို့တန်တရားလဲတာလဲဘာမသိလို့သူဂရိဒုက္ခရိတန်တရားထဲမှာမြုံမျောပေါ်မျောနဲ့လဲနေတာလဲလို့မင်းရင်အဲ့ဒီသစ္စာ၄ချက်ကိုမသိတာအဲ့ဒီသစ္စာ၄ချက်ကိုမသိတာလို့မင်းတော့၄ချက်ကိုဘလို့သိရမှာလဲလို့မင်းဒုက္ခသစ္စာကိုတစ်ချက်သိတာနဲ့ဩဒါဒုက္ခသစ္စာလို့သိလိုက်တာနဲ့သိတာမေဃသစ္စာသိသွားတာသမုဒယသစ္စာနောင်ခန္ဓာအပယ်လေးပါးခန္ဓာငြိမ်းတာကនិရောဓသစ္စာဒါသောတာပန်တွေအတွက်ဟောတာတစ်ချက်သိတာနဲ့
သစ္စာ၄ပါးမှာဒုက္ခသစ္စာကိုတစ်ချက်သိတာနဲ့သိတာမက္ခသစ္စာအတွဲလိုက်သေတာသမုဒယသစ္စာငြိမ်းတာនិရောဓသစ္စာဆိုတော့သစ္စာ၄ချက်စိုက်သွားတာတစ်ချက်ဆုံးဖြတ်တိုင်းဒါဆိုဘယ်လိုသိရမှာလဲဆိုတဲ့အပေါ်မှာကြတော့ပေါ်တဲ့ခန္ဓာကိုဒုက္ခသစ္စာလို့ဆုံးဖြတ်နိုင်ရမှာအခုကတော့ဟောတဲ့တရားမို့လို့ဟောတဲ့အတိုင်းပဲဟောတဲ့တရားအတိုင်းပဲကျေးဇူးဆက်သိအောင်အားထုတ်တဲ့နေရာမှာတော့ကိုယ်တိုင်သစ္စာသိအောင်ကိုယ်တိုင်အားထုတ်ရမှာဟောစဉ်မှာတော့ဒုက္ခသစ္စာကိုသိအောင်လုပ်ရမယ်သမုဒယသစ္စာကိုပယ်ရမယ်မေဃသစ္စာကိုပွားမယ်ပြီးတော့និရောဓသစ္စာကိုစိုက်မယ်ဒါသစ္စာကိုသိအဲ့တော့ဒုက္ခသစ္စာကိုဘယ်လိုမသိတာလဲဆိုတဲ့အပေါ်မှာမိမိရထားတဲ့ခန္ဓာဒါကအထေခန္ဓာပြောတာတကယ်တမ်းတော့အထေခန္ဓာရဲ့အပေါ်မှာဒုက္ခသပိလနထောဒုက္ခသသင်္ခါရထောဒုက္ခသတဏ္ဍပတ်ထောဒုက္ခသဝိပရိနာမထောဒုက္ခသစ္စာရဲ့အနဲ့၄ချက်မှာနှိစ္စတတ်တယ်နှိစ္စခံရတဲ့ပူလောင်တဲ့ပြီးတော့ဖောက်ပြန်တယ်ဒါကခန္ဓာမှာရှိနေတဲ့ဒုက္ခသစ္စာကိုဟောတာအခုသဘောတစ်ခုမှာအောင့်လာတယ်ပူလာတယ်ကြိုက်လာတယ်နွေးလာတယ်ထုံးလာတယ်ကျင်းလာတယ်အဲ့ဒီသဘောဟာအထက်မပါဘဲနဲ့နေတ္တနေစီဝါသဘာဝသဘောခန္ဓာဒုက္ခသစ္စာပါပဲလို့မဆုံးဖြတ်နိုင်ရင်သမုဒယသစ္စာဒါကအလုတ်ထဲမှာသွားတယ်ဒုက္ခသစ္စာမဆုံးဖြတ်နိုင်ရင်သမုဒယသစ္စာဆိုတော့ဒုက္ခတစ်ချက်သမုဒယတစ်ချက်နဲ့မေဃနဲ့និရောဓပျောက်သွားတယ်ဒါဆိုဆုံးဖြတ်နိုင်တယ်ဆိုဒါဒုက္ခသစ္စာပဲလို့ဆုံးဖြတ်နိုင်တယ်ဒါကြောင့်ဒုက္ခဥပ္ပစ္ဆမာနဥပ္ပစ္စတိဒုက္ခနိရောဓမာနနိရောဓစတိမြင်တာလဲဒုက္ခကြားတာလဲဒုက္ခအောင့်တာလဲဒုက္ခအောင့်ပြီးပြတ်တာလဲဒုက္ခဆိုတော့အဲ့ဒီလိုဆုံးဖြတ်ချက်ချနိုင်ရင်သစ္စာ၄ပါးကိုတပြိုင်တည်းတစ်ခုစီလိုက်ကောက်နေစရာမလိုဘဲနဲ့အကုန်လုံးတပြိုင်နဲ့အကျုံးဝင်သွားတယ်သစ္စာ၄ပါးလုံးအကျုံးဝင်သွားတာဒုက္ခသစ္စာလို့ဆုံးဖြတ်ချက်ချတာကမေဃသစ္စာအဲ့ဒီချိန်သမုဒယသစ္စာဆိုတဲ့နောက်တစ်ဖန်ကိလေသာအကြောင်းတရားတွေသိတာကသမုဒယသစ္စာသမုဒယသစ္စာသိမှတော့နောက်တစ်ဖန်ဘဝခန္ဓာမရတော့တာကនិရောဓသစ္စာဒါကအဆုံးကိုဟောလိုက်တာဒါဆိုရင်ဘယ်လိုမသိတာလဲလို့မေးတော့နှိမ့်ဆက်တယ်လို့မသိတာမသိတဲ့အတွက်ဒီခန္ဓာမျိုးထပ်လိုချင်တာမသိတဲ့အတွက်ဒီခန္ဓာမျိုးရအောင်ထပ်လုပ်တာအဲ့ဒါကကုသိုလ်လုပ်ပြီးတော့တောင်းတဲ့သဘောကိုပြောတာဒုက္ခသစ္စာလို့မသိတဲ့အတွက်အကုသိုလ်မှန်သမျှကိုလုပ်တာဒုက္ခသစ္စာပြန်ရတယ်သူရမယ်ဒုက္ခသစ္စာချတော့အပယ်လေးပါးဒုက္ခတိပုံဒုက္ခသစ္စာပြန်ရတယ်အခုကဒုက္ခသစ္စာလို့မသိတဲ့အတွက်ဒီဘဝဒီခန္ဓာမှာထပ်ပြီးတော့ตายရတဲ့အတွက်ဒီလိုဘဝမျိုးဒီလိုချမ်းသာမျိုးဒီလိုလူပြည်ဒီလိုနတ်ပြည်ဒီလိုမြမပြည်ဒီလိုသားဒီလိုသနီးဒီလိုချမ်းသာမျိုးကိုထပ်ပြီးတော့ရအောင်လုပ်နေသေးရင်အဲ့ဒါလည်းသစ္စာမသိတာနှိမ့်ဆက်တယ်လို့မသိတာနှိမ့်ဆက်ခံနေရတယ်လို့မသိတာအမြဲတမ်းဖောက်ပြန်နေတယ်လို့မသိတာပူလောင်နေရတယ်လို့မသိတာမသိတဲ့အတွက်ဒီခန္ဓာမျိုးကိုထပ်ပြီးတော့ရာကြောင်လှူတယ်ရာကြောင်ဆုတောင်းတယ်ရာကြောင်သီလတောက်တယ်ရာကြောင်မေတ္တာပွားတယ်ရာကြောင်ဘာဝနာပြုတယ်ခန္ဓာရာကြောင်ကိုပြန်ပြီးတော့လှုပ်တယ်ဆိုရင်ဒါလည်းသမုဒယသစ္စာပွားတာပဲသူကြတော့အပယ်မဟုတ်တော့ဘဲနဲ့ပေါ်မျောသမုဒယသစ္စာတောင်းတာကြတော့ဒိဋ္ဌိနဲ့ပြောရင်သတ္တရဒိဋ္ဌိနဲ့သွားတယ်အဲ့ဒါလည်းသစ္စာမသိတာဘယ်သစ္စာမသိတာလဲဆိုတော့မူရင်းကောက်လိုက်တော့ဒုက္ခသစ္စာမသိဒါကြောင့်မလို့မြတ်စွာဘုရားရဲ့နောက်ဆုံးစကားမှာလဲဣမတမိန်ခောပနသုဘဒဓမ္မဝိနယောအရိယောအထင်ကောမေခောနဥပလပတိတမနောပိတထာနဥပလပတိမေခင်၈ပါးကိုကောက်လိုက်တာမေခင်၈ပါးမှမပြည့်စုံရင်သူတို့ကမေဃသစ္စာမေခင်အတိမေခင်ချင်းလန်းဒုက္ခသစ္စာကိုသိတာမေခင်ပဲအဲ့ဒီမလန်းမှမသိရင်နောက်ထပ်တစ်ပတ်ဒုက္ခသစ္စာရနိုင်မယ်လို့ပြောတာအဲ့ဒါနောက်ဆုံးစကားပထမဆုံးဟောခဲ့တာကဓမ္မစကြာအရင်ဆုံးစကားအဲ့တော့အဲ့ဒီစကားတွေအကုန်လုံးကိုချိန်လိုက်တဲ့အခါကျတော့သစ္စာသိဖို့ဆိုတာကိုပို့ပြီးတော့သိကြသွားတယ်ဒါကြောင့်မို့လို့ဘုရားရှင်ကိုတော်မြတ်သူကိုယ်တိုင်လဲဗောဓိပင်နဲ့ရွှေပင်နဲ့ရင်းမှာသစ္စာသိဖို့အတွက်ပရိစ္ဆေသုံးဘတ်ကိုဆင်ញင်ရတယ်ဆိုလိုတာကတော့ဘုရားဖြစ်ဖို့နောက်တစ်ပံချုံလိုက်တာကတော့အရိယာဖြစ်ဖို့ဒါကြောင့်အဝိဇ္ဇာဆိုတဲ့တရားကိုကဂရေတသိန်းဆင်ញင်တယ်လို့စာပေမှာဒီလိုလာတယ်12ပါးဆိုတော့12သိန်းဆင်ញင်တယ်အနိစ္စဒုက္ခအနတ္တအနုပဒနာထဲ3ပါးဆိုတော့36သိန်းခန်းလို့ဒါစာပေမှာဒီလိုပြတယ်ဒါကစာကိုပြောတာမှတ်တမ်းတစ်ခုကိုပြောတာတကယ်တမ်းတော့ယဉ်ညွှန်းခြင်းအဓိပ္ပာယ်ကသစ္စာသိဖို့ဘယ်သစ္စာသိဖို့လဲလို့မင်းဒုက္ခသစ္စာဘသူဒုက္ခသစ္စာလဲလို့မေးတော့မိမိဒုက္ခသစ္စာမိမိဒုက္ခသစ္စာလို့ပြောရင်ပညာတန်လည်းပါနေတယ်သို့တော့မပြောလို့မရတဲ့အတွက်ခန္ဓာဒုက္ခသစ္စာလို့ပြောတယ်မိမိဒုက္ခသစ္စာမဟုတ်ဘူးခန္ဓာဒုက္ခသစ္စာအခုရထားတာဒုက္ခသစ္စာဒါကအထည်ဒုက္ခသစ္စာအဲ့ဒီအထည်ဒုက္ခသစ္စာမှာမှီးပြီးတော့ဖြစ်သောဒုက္ခသစ္စာဆိုတော့ခန္ဓာကလည်းဒုက္ခသစ္စာရတာကလည်းဒုက္ခသစ္စာဆိုတော့တုံးမောပေါက်တဲ့မှုတုံးမို့ခန္ဓာကဒုက္ခသစ္စာအနိစ္စခန္ဓာမှာမှီးဖြစ်တဲ့ဒုက္ခသစ္စာကလည်းအနိစ္စဒါဒုက္ခသစ္စာပဲလို့ဆုံးဖြတ်ချက်ချဆုံးဖြတ်ချက်တာမေဃသစ္စာမလို့သ
သစ္စာလေးချက်တစ်ပြိုင်တည်းစိုက်အလုံးနဲ့သွားတော့နိရောဓသစ္စာကိုစိုက်တယ်အဲ့ဒါကအရိယာဖြစ်ကြောင်းတရား